Hello မင်္ဂလာပါဒီနေ့ကျွန်တော်တို့ကျွန်တော်တို့ business တမားတွေအတွက်တည်တံ့ပေါ့နော်ဒီပတ်တန်ပုံစံလေးရပေါ့နော်ဒါကကျွန်တော်အလွယ်ဆုံးပုံစံလေးနဲ့ဒါခွဲပြပေးတဲ့သဘောပေါ့ဒီလိုမြားလေးတွေပုံစံလေးရလိလာတာလွယ်တယ်ဆိုပြီးတော့ကျွန်တော်အဲ့လိုမျိုးလေးလုပ်ပေးထားတာပေါ့နော်ကိုယ့်ကိုကျန်တာလေးအစားထိုးပြီးတော့ကိုယ့်ကိုပြောကြည့်ပေါ့ဒါကကျွန်တော်ကအရှင်းလေး font လေးပဲတည့်ပေးတဲ့သဘောပေါ့နော်ဒီမှာကျွန်တော်တို့ hong ဆိုတာတဲ့ဘယ်လိုပဲပုံအဲ့လိုသုံးတယ်ပေါ့နော်ဥပမာစာကြောင်းတစ်ကြောင်းပေါ့နော် how x your prefect ပေါ့နော်ဒါအပေါ်ဆုံးစာကြောင်းတစ်ကြောင်းနဲ့အရင်ဆုံးရှင်းပြပေးရ how x your prefect မြန်မာနဲ့စာရတာဘယ်လိုလဲပေါ့နော် how x နောက်တစ်ကြောင်းအစားထိုး how x your family မြန်မာမိသားစုတွေဘယ်လိုလဲနေကောင်းကြသလားနောက်တစ်ကြောင်းအစားထိုးလို့ရတယ် how x your job ပေါ့နော်မင်းအလုပ်ကိုင်အဆင်ပြေသလားပေါ့နော်အဲ့လိုလေးအစားထိုးသွားပြီးတော့ပြောတာအရန်လွယ်တယ်ပေါ့အဲ့လိုလေးလေ့လာတာနောက်တော့ how x weather today ဒီနေ့ရာသီဥတုဘယ်လိုလဲပေါ့နော်နောက်တော့ how x your snacks snack မင်းမုံစားတာဘယ်လိုလဲကောင်းလားပေါ့နောက်တော့ how x your trip မင်းရဲ့ခီးစဉ်အခြေအနေဘယ်လိုလဲကောင်းရဲ့လားပေါ့နော်နောက်တော့ how x your lunch မင်းဒီလေစားတာဘယ်လိုလဲ how x your dinner how x your meeting အဲ့လို how ဆိုတာဘယ်လိုပဲပုံပေါ့နော်အဆင်ပြေသလားအဲ့ဒါလေးကိုပြောတာအဲ့လိုလေးအစားထိုးသွားလိုက်ရင်လေ့လာတာအရန်ကိုလွယ်တယ်ပေါ့နော်နောက်တော့ let me ကျွန်တော်ဥပမာပေါ့နော် let me explain ပေါ့ကျွန်တော်ရှင်းပြပေးရစေပေါ့နော်ဥပမာပြောပြတာ let me try ပေါ့နော်ကျွန်တော်စမ်းကြည့်ပေးရစေနောက်တစ်ကြောင်းအစားထိုး let me say ဆိုတော့ကျွန်တော်ပြောပေးရစေပေါ့နော် let me go ကျွန်တော်သွားပေးရစေဒါလေးကကျွန်တော် basic တမားတွေတော့လွယ်အောင်လေးကျွန်တော်ပြပေးတဲ့သဘောပေါ့နော်နောက်တော့ let me in ကျွန်တော်ဝင်ခဲ့ပေးရစေ let me sleep ကျွန်တော်အိပ်ပေးရစေပေါ့နော်နောက် let me eat ကျွန်တော်စားပေးရစေ let me take a rest အနားယူတော့ပြောတာ let me buy ကျွန်တော်သွားဝယ်ပေးရစေဝယ်တာပြောတာ let me take a shower ကျွန်တော်ရေချိုးပေးရစေပေါ့နော်နောက်တော့ it is my အဲ့ဒါငါရဲ့ it is my home အဲ့ဒါငါရဲ့အိမ် it is my phone အဲ့ဒါငါရဲ့ကား it is my car အဲ့ဒါငါရဲ့ကား it is my phone အဲ့ဒါငါရဲ့ဖုန်းပေါ့နော်အဲ့လိုလေးစာထိုးသွားလိုက်ပေါ့ it is my address အဲ့ဒါငါရဲ့လိပ်စာပေါ့နော် it is my visiting card အဲ့ဒါငါရဲ့လိပ်စာကတ်နောက်တစ်ခု are you ready မင်းအဆင်သင့်ပဲလား are you okay မင်းအဆင်ပြေလား are you happy မင်းပျော်သလားဒါလေးအစားထိုးသွားရင်အရန်လွယ်တဲ့ပုံစံလေး are you hungry မင်းပိုက်စားနေသလား are you sleeping မင်းအိပ်ပျော်နေတာလား are you getting up နိုးပြီလား are you free မင်းအားသလား are you busy မင်းအလုပ်များနေတာလား are you tired မင်းပင်ပန်းနေတာလားနောက်တစ်ခု are you coming မင်းလာနေသလားစသဖြင့်ပေါ့နော်အဲ့လိုအစားထိုးသွားတာလေးတွေကိုပြောတာဒါလေးကကျွန်တော်လွယ်အောင်ပဲပြပြတာပေါ့နော်တချို့grammar လေ့လာခြင်းတဲ့သူတွေကတော့ကျွန်တော်တည်တံ့လေးပြန်ပြီးတော့လုပ်ပေးမယ်ပေါ့နော်